ဒီကနေ့သာသနာတော်နှစ်2543ခုကောဇာတက္ကရာ1361ခုသရင်ကျွတ်လာဇန်17ရက်20ရက်10လ69ဗုဒ္ဓဟူးနေ့ည7နာရီခွဲအချိန်ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်စံပြစီမံကိန်းရပ်ကွက်လုံးဆိုင်ရာ11ကြိမ်မြောက်သွမ်းသိမ်းအောင်ပွဲသရေဓမ္မဲလူဓမ္ပွဲကိုအကြောင်းပြု၍မဟာဓမ္မပါဠဓမ္မယုံကြည်တွင်ဆရင်ကျင်းပပြုလုပ်အပ်သောဓမ္မသဘင်ပွဲ၌ကြွားရောက်လာကြသောတရားနာပိဿအပေါင်းသူတော်ကောင်းတို့အားမင်္ဂလာရှိသောအချိန်မင်္ဂလာရှိသောနေရာဌာန၌ဟောကြားအပ်သည့်သုဒ္ဓန္တာပိဋကမာတုပောသကသုတ်မာတုပောသကဇတ်ကိုအခြေခံ၍ဟောကြားအပ်သည့်မိဘမေတ္တာသာလိမ္မာတရားတော်ထိုတရားဒေသနာတော်ကိုကြွရောက်လာကြသည့်ဓမ္မမာမေကတရားနာပိဿပေါင်းများစွာတို့အားဓမ္မဒါနမပြုသေးမီတရားနာပိဿပေါင်းများစွာတို့ကလည်းပဲဓမ္မသဝနာကုသိုလ်ကိုမယူကြသေးမီအာသရိယလတ္တောပရိသရှိခဲ့ဘူးသည့်အတိုင်းဘုရားရှင်ကိုရောမြတ်ကြီးကိုပထမယောသေးစွာရှိခိုးကြရအောင်အလုံးမဲ့ကိုယ်စီကိုယ်ငါလက်အုပ်ချီ၍အာယုအယပူဇော်ကြပါဩနမောတေဝိဇေတုံမေတယတောတတတောဇယနထဓမ္မံတဗ္ဗတန္တံကရမေဇယမင်္ဂလံသာရဝဓမ္မသဘင်ပွဲအားခဲ၍လာကြကုန်သောသူတော်စင်ပိဿအပေါင်းတို့သည်ဩဝန္တရကိယံတွယ်ချင်း၍ကောင်းခြင်းစင်ကမရှင်သာအောင်မင်္ဂလာကြီးအဖြစ်ဖြစ်ပါစေတည်းနထဓမ္မထောက်ပံ့မိလူကိုညီမိနယံပါဝေယပြမလည်းမရှိပါပဲသဗ္ဗတန္တံကိုနေချိန်မပြတ်တဲ့သိထွက်ဖို့ငြိမ်သက်ဖွေးပြိုအေးလူလူသာလျင်တရားတော်ပါရမီစဟုံလက်နဲ့ဆုံးဖြင့်ချက်ကုန်မလွယ်ပွဲတိုင်းမရှောင်လွယ်တိုင်းနှင့်အောင်တော်မူပေထသောဇယန္တရတော်အောင်ရာစီကံအောင်နီးလန်း၌မိညာမလေအသေးအဆန်းတိကနံကမန်းစား၍မျောအောင်ပန်းရအောင်လေလမ်းပြပေးသနာတော်မူပေထသောဒေတဝမကိုင်ရောင်လျာအုပ်ကြောင်ပြန်မှာအောင်လံဆက်သွယ်လွဲ့တလူလူအောင်တော်မူမြတ်ဗျာအားမေမောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရန်မျိုးတပိတော်ဤဝိသေတုံမချောင်ကပင်အခေါင်နေ၍အောင်ခြင်းဤအောင်ပါရခြင်းအကျိုးငါနမောအောင်ခဲ့သည်တကောကိုမူအမျိုးစုံမှန်းစား၍တန်တရှိခိုးလိုက်ပါ၏မြတ်စွာဘုရားမေမောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရန်မျိုးတပိတော်အားမေအမကံမောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရန်မျိုးသားတော်သမီးတော်တို့အားဇယမင်္ဂလံအောင်ရအတိတ်အောင်နမိတ်ဖြင့်အောင်ဘိသိဖိတ်ကြည့်၍အောင်ခြင်းဆင်ငါမင်္ဂလာဝေါကရကရောတုတရေအနုငွေခရုဖြင့်ဇေယတုပုံမေရုတုံအောင်အဘုံဘုံအမှုအေးစေကိုပြုပေးတော်မူပါအောင်တော်မူသဖြင့်အရှင်မြတ်ကြီးဖရာအလုံးတော်တရားနာပိဿများချမ်းသာသောဣရိယာပုအနေထားဖြင့်တရားတော်ကိုရိုသေစွာနာယူနိုင်ကြပါပြီအလုံးတော်တရားနာပိဿပေါင်းသူတော်ကောင်းများရဲ့သင်္ကန်းဆွမ်းကြောင်းစီလို့ဆိုတဲ့ပစ္စည်း၄ပါးဖြင့်မြတ်စွာဘုရား၏သာသနာတော်ကြီးအားချီးမြှောက်ထောက်ပံ့လှူဒန်းခဲ့ကြတဲ့ကျေးဇူးတရားတွေကိုပြန်လည်ပေးဆက်သည့်အနေအားဖြင့်၎င်းမိမိယပရိယတိတ္တဓမ္မပฏิပတ်တိတ္တဓမ္မလို့ဆိုတဲ့တ္တဓမ္မနှစ်ဖြာ
စွမ်းဆောင်နိုင်အောင်ညွှန်ကြားပြသဆုံးမတော်မူခဲ့ကြသည်ဆရာသခင်ကျေးဇူးရှင်တို့ရဲ့အာစရိယကျေးဇူးကုံကိုပူဇော်သည့်အနေအဖြင့်၎င်းဟောဒီမှာတတိပဒံဝိပဿနာတရားကိုမြန်မာသမဂ္ဂကဘာအထိပြန်ပွားအောင်စွမ်းဆောင်တော်မူခဲ့တဲ့အနန္တကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးဤပိဿလို့မကုန်နိုင်တဲ့အနန္တကျေးဇူးကုံကိုအာယုပြုပူဇော်သည့်အနေအဖြင့်၎င်းဒီကနေ့ဥစဉ်ဟောကြားပေးမှာကမေတ္တာသာလိမ္မာဘာတရားပါလဲနဗမေဇိတဗ္ဗမာတာသပိတာသယရဏဂရောဒေတံပိသောပကာရာယကာတပံပူဇနန္တရာမာတာသမွေသမီးခင်ကျေးဇူးရှင်ကို၎င်းပိတာသကျွေးသဗ္ဗခင်ကျေးဇူးရှင်ကို၎င်းယရဏနိသဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့ကို၎င်းကရုဏာဆရာသခင်ကျေးဇူးရှင်တို့ကို၎င်းနဗမေဇိတပါဘေသောခာမမမေ့ဖြင့်မမေ့ထိုက်ပါကိုဒေသံတို့ယရဏမြတ်သုံးပါးမိဘဆရာသမားတို့အားပိသောပကာရာယကျေးဇူးတပံတုတ်ပြန်ခြင်းငါဝါကျေးဇူးဆက်ခြင်းငါသရဏိယောညင်္ခာဘေခာမဲလအခါခတ်သေးပူဇနံမြတ်နုကိုယောပူဇော်သမှုပြုခြင်းကိုကာတဗံကောင်းစွာမသွေပြုသင်ပြုထိုက်ပါပေတော့တည်းလောကမှာဘယ်နေရာပဲရောက်ရောက်ဘယ်ဒေသပဲရောက်ရောက်ဘယ်ရွယ်ပဲရောက်ရောက်ဘယ်ချိန်ပဲရောက်ရောက်မမေ့တင်မမေ့ထိုက်တဲ့ပုဂ္ဂိုလ်၅မျိုးရှိတယ်မမေ့တင်မမေ့ထိုက်တဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးဒါဝပဲဦးဇင်းတို့လောကမှာအနန္တောအနန္တ၅ပါးလို့ဒီလိုပြောကြဘာဖြစ်လို့အနန္တောအနန္တ၅ပါးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဘယ်၍ဘယ်များတိုင်းတာလို့မရအောင်ဂုဏ်ကျေးဇူးတွေများကြတယ်တဲ့ယရဏမြတ်၃ပါးမိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူးဟာဘယ်၍ဘယ်များရှိတယ်လို့ဘယ်၍ဘယ်များရှိတယ်ဆိုတာတိုင်းတာလို့မရပါဘူးတိုင်းတာလို့ရရဲ့လားအဲဒီလိုတိုင်းတာလို့မရတဲ့ကျေးဇူးဂုဏ်တွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အနန္တောအနန္တာလို့ဒီလိုခေါ်ရအဲဒီလိုအနန္တောအနန္တာ၅ပါးကိုမိမိတို့တည်းပဲအရပ်ပဲရောက်ရောက်ဘယ်ဒေသပဲရောက်ရောက်ဘယ်အရွယ်ပဲရောက်ရောက်ဘယ်အချိန်ပဲရောက်ရောက်မမေ့သင့်မမေ့ထိုက်ပါဘောအခွင့်အခါသင်နိုင်ကျေးဇူးဆက်ကြရမယ်ဘာလို့ကြရမှာလဲယရဏမြတ်သုံးပါးမိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့ကျေးဇူးဆက်ကြတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကဟောဒီလောကမှာရှိနေကြတဲ့သာသမီတိုင်းမှာအမွေမိဘတို့ဆိုတာရှိနေကြတယ်သာသမီတိုင်းမှာအမေမိဘဆိုတာမရှိဘူးလားဒါကြောင့်ဟောဒီကမ္ဘာလောကမှာရှိနေကြတဲ့သာသမီတိုင်းအတွက်လောကမှာကျေးဇူးအများဆုံးပုဂ္ဂိုလ်ကိုညွှန်ပြပါလို့ဆိုလို့ရှိရင်မိမိတို့ရဲ့အမေနဲ့အဖေကိုညွှန်ပြရမယ်ဘယ်သူကိုညွှန်ပြရမှာလဲသာသမီတွေအတွက်ကမ္ဘာလောကမှာကိုယ်အမေကိုယ်အဖေဟာကျေးဇူးအများဆုံးတဲ့ကျေးဇူးအများဆုံးပဲဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကဒွိဏဟံဘိက္ခဝေနသုပ္ပတိကာရံဝရာမိကတမေသံဒွိဏမာတုသပိတုသာမာတုပောဒကသုံးပါလောကမှာကျေးဇူးတရားတွေသတ်ပေးမယ်လို့ကျေးဇူးမကြေနိုင်တဲ့ပုဂ္ဂိုလ်နှမျိုးရှိတယ်အဲ့ဒီပုဂ္ဂိုလ်နှမျိုးကဘာလဲလို့ဆိုရင်မိမိတို့ရဲ့အမေနဲ့အဖေဘယ်သူနဲ့ဘယ်သူပါလဲကိုယ့်အမေကိုယ့်အဖေဟာကျေးဇူးဆက်လို့မကုန်နိုင်ဘူးတဲ့ကျေးဇူးတွေသိမများဧကေနဘိက္ခဝေအန္တေနမာတရံပရိဟရေယဧကေနအန္တေနပိတရံပရိဟရေယဝသတတာယူကိုဝသတတာယူ၏တဲ့မိဘကျေးဇူးတရားအောင်ဆက်မယ်လို့ဆိုပြီးတော့အမေကိုလက်ရပဲပကုံးပေါ်မှာတင်အဖေကိုလက်ဝဲပဲပကုံးပေါ်မှာတင်ပြီးတော့ဒီအမေအဖေပကုံးပေါ်မှာရာသက်ပံတင်ပြီးတော့ပြုစုလို့ကျွေးသွားတာတောင်းမှ
မိဘကျေးဇူးမကြည်ပါဘူးမိဘကျေးဇူးကြည်ရဲ့လားမိဘကျေးဇူးဆက်ခြင်းတဲ့သားကအမေကိုလက်ရပဲပကုံးပေါ်မှာတင်အဖေကိုလက်ဝဲပဲပကုံးပေါ်မှာတင်ပြီးတော့မိမိတက်သက်ပတ်လုံးရသက်တန်ကာလပတ်လုံးအမေအဖေကိုဟောဒီပကုံးပေါ်မှာပဲနေပကုံးပေါ်မှာပဲအိတ်ပကုံးပေါ်မှာပဲစားဒီအပေါ်မှာပဲအညီအကျေးစွန့်ပြီးတော့ရာသက်ပံပြုစုလုံကျွေးသွားတာတောင်မှမိဘကျေးဇူးမကြည်ပါဘူးကြည်ရဲ့လားဒါကြောင့်မကဒေဝဆရာတော်ဘုရားကြီးကမိကိုညာကပါကိုလက်ဝဲကင်သွဲချီလျက်ပကုံးထက်ဝဲအသက်ဆုံးအောင်မြတ်လို့ဆောင်၍အကောင်အဖျားလုံကျွေးများလေမွေးဝါပိုက်ကျူရှိတင်မှုသည်ကျေးဇူးလည်းပြိုင်မဆက်နိုင်ခဲ့တဲ့။ဘာဖြစ်လို့မိဘကျေးဇူးကဒီလောက်များရတာလဲဆက်လို့မကုန်တယ်လေလို့ဆိုလို့ရှိရင်တန်ခိတရေတို့မိဘကျေးဇူးတရားကိုမိမိကျေးဇူးမိဘရဲ့ကျေးဇူးတရားကျေးပြင်းဖို့အတွက်မိမိရဲ့ပကုံးပေါ်မှာတင်ပြီးတော့ပြုစုလုပ်ကြွေးတာတောင်မှဘာဖြစ်လို့ကျေးဇူးမကြည်တယ်လဲလို့ဆိုလို့ရှိရဲ့မာတာပိတရောမိခင်ဖခင်တို့သည်ပုဒ္ဒနာသာသမီတို့၏အပေါ်၌ဘဟုပကာရကျေးဇူးဥပကာရအလွန်များလာပါပေကုန်၏အပါရကအရေးပေး၍ကျွေးမွေးတတ်ကြပါပေကုန်၏ဘောဓကအရွယ်ရောက်အောင်ပြုစုလို့ကျွေးတတ်ကြပါပေကုန်၏ဣမန္တလောကတာဟောဒီကမ္ဘာလောကကြီးကိုဓာတိတာရောအကောင်းဝတ်ဆိုကြောင်းအကျိုးကိုကောင်းစွာမတွေ့ညွှန်ပြတတ်ပါပေ၏မိဘနှစ်ပါးဟာသာသမီရဲ့အပေါ်မှာသိပြီးတော့ကျေးဇူးများတယ်တဲ့ဦးဇင်းတို့မိခင်တွေဆိုကြပါစို့မိမိရဲ့ဝမ်းမှာကလလရေကြီးပဋိသန္ဓေပြီးနေတဲ့အချိန်ကစပြီးတော့သားလေးမှမသိခင်သမီးလေးမှမသိခင်ဒီတရေသားလေးရဲ့အပေါ်မှာစေတနာမေတ္တာထားပြီးတော့ကိုးလလွယ်ပြီးတော့စောင့်ရှောက်ခဲ့ရတယ်တဲ့အသွာအလားဆင်ခြင်းလို့အနေအထိုင်ဆင်ခြင်းလို့အစားအသောက်ဆင်ခြင်းလို့ဒီတရေသားကိုမွေးမြူခဲ့ကြရတယ်စောင့်ရှောက်ခဲ့ကြရတယ်ကိုးလလွယ်လို့ဆယ်လပွားတဲ့အခါကျတော့ဦးဇင်းတို့ပိဿများဒီအမေဒီအဖေဟာဒီသားကလေးဒီသမီးကလေးလူလောကရောက်နိုင်ဖို့အတွက်အသက်ပေးပြီးတော့မွေးမြူခဲ့ရတယ်။ဘာပေးပြီးတော့မွေးခဲ့ရလဲ။ယောက်ျားပေါစီမိန်းမမိနေတဲ့မိခင်တိုင်းဒီတရေသားကိုအကြောင်းပြုပြီးတော့အချိန်မရွေးအသက်တည်သွားနိုင်တယ်။ဒီနေ့3ခါလောက်သင်္ကြန်ကုန်းကိုမျက်စောင်းထိုးနေရဒီသားကလေးဒီသမီးကလေးလူလောကရောက်ဖို့အတွက်အမေဖြစ်တဲ့ပုဂ္ဂိုလ်မှာအသက်နဲ့ခန္ဓာပေးပြီးတော့မွေးမြူလာခဲ့ရတယ်။တက်တဲ့ကြီးမားတဲ့စေတနာမေတ္တာရှိပါဦးမလား။တက်တဲ့ကြီးမားတဲ့စေတနာမေတ္တာမျိုးမရှိတော့ဘူးတဲ့။ဒါကြောင့်မိဘတွေဟာသာသမီတွေအတွက်ပြီးဆက်လို့မကုန်တာ။မိမိရဲ့တန်တေသားတွေမွေးဖွားလာတဲ့အခါကျတော့လည်းပဲဘဝလက်နှလုံးမကုန်လက်နဲ့တည်းအရွယ်ကစပြီးတော့ဒီသားကလေးကိုနှိုးကြိုတိုက်ကျွေးပြီးတော့ပြုစုခဲ့ရတယ်၊ယူရခဲ့ရတယ်၊စောင့်ရှောက်ခဲ့ရတယ်၊မဲ့ချင်ရင်လေးမတန်းအောင်ဟောဒီသားကလေးမှညစ်သေးနေတဲ့အညီအကျေးတွေကိုလည်းမယုံမရှားသုတ်သင်လို့မိဘတွေခမများပြုစုလုပ်ကျွေးခဲ့ရတယ်တဲ့အရွယ်ရောက်လာတော့သုံးများညီတွေဟောဒီအမေမိဘကမိမိရဲ့သားကလေးကိုသမီးလေးကိုအဝတ်တန်ကားတွေသင်ပေးရပညာတွေသင်ပေးရပညာတွေတတ်မြောက်လာတဲ့အခါကျတော့လေလူလောကရဲ့လည်းမှမိမိကိုယ်ကိုရပ်တည်နိုင်အောင်အမွေအနှစ်တွေပေးပြီးတော့ပြုစုကြတယ်စောင့်ရှောက်ကြတယ်မိဘကျေးဇူးမရှိမှဘူးလားဒါကြောင့်သာသမီတွေအတွက်ပေးဆက်လို့မကုန်နိုင်ဘူးတဲ့ပထဝီဝေလူကံပတ္တံတိနေရုဥနဝံမိကံသက္ကဝါလသူစိကရံသမုဒ္ဒောပါတိကံယထာမိဘကျေးဇူးဘလောက်ကြီးမားတယ်လဲဆိုလို့ရှိရင်ယူဇနာ2,400အထုတည်းရှိတဲ့ဟောဒီမဟာပထဝီမြေပြင်ဟာဘလောက်ပဲထုတယ်ကြီးမားပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေတနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုလို့ရှိရင်ဝါရွက်လောက်လေးတာရှိပါကြတယ်ဘလောက်ရှိလဲထုတယ်ကြီးမားတဲ့မဟာပထဝီဟာမိဘမေတ္တာနဲ့နှိုင်းလိုက်တော့ဝါရွက်လောက်ကလေးပဲရှိတယ်တဲ့ယူဇနာ7,400အမြင့်ဆောင်တဲ့မြင့်မို့တောင်ကြီးဘလောက်ပဲမြင့်မားတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေတနာ
မိဘရဲ့ဂုဏ်ကျေးဇူးနဲ့နိုင်ရှင်လိုက်တဲ့အခါကျတော့နွားဦးကြိုလေးလောက်သာရှိပါသတဲ့။အနန္တစัจ java လာစัจ java လာအနန္တဘလောက်ပဲကျေဝန်းပါတယ်ပဲပြောတဲ့စัจ java လာဆိုတာတိုင်းတာလို့မရ။အဲဒီလိုတိုင်းတာလို့မရတဲ့အနန္တစัจ java လာဘလောက်ပဲကျေဝန်းပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နိုင်ရှင်လိုက်တဲ့အခါကျတော့အနှစ်ပါးပေါက်ကလေးလောက်သာရှိပါတယ်။မိဘမေတ္တာကပို့ပြီးတော့မကျေဝန်းဘူးလား။မဟာသမုဒ္ဒရာ40ထဲမှာရှိတဲ့ရေတွေဘလောက်ပဲပေါ်များပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နိုင်ရှင်လိုက်တဲ့အခါကျတော့မိုးရေပေါက်လေးလောက်သာရှိပါတဲ့ဘယ်လောက်ရှိလဲမိဘမေတ္တာကပို့ပြီးတော့မများဘူးလားဒါကြောင့်မိဘတွေရဲ့ဂုဏ်ကျေးဇူးဟာပေါ်များလို့တဲ့အတွက်ကြောင့်သာသမီတွေအတွက်ပေးဆက်လို့မကုန်ဘူးတဲ့ဒါကြောင့်မိမိတို့ရဲ့မိဘကိုပကုံးပေါ်မှာတင်ပြီးတော့ညာသက်ပန်းလှုပ်ကြွေးတာတောင်မှမိဘကျေးဇူးမကြည်ပါဘူးအဲ့တော့မိမိတို့တည်းဒီလောက်ဂုဏ်ကျေးဇူးကြီးမှတဲ့မိဘကိုကျေးဇူးကြည်အောင်ဆက်ကြရမယ်တဲ့မိဘကိုမသေးခင်ကျေးဇူးဆက်ရဘယ်အချိန်မှကျေးဇူးဆက်ရမှာလဲမိဘသေသွားမှမငိုကြပါနဲ့မသေးခင်ကကျေးဇူးဆက်ကြပါအဲ့တော့မိဘကျေးဇူးဆက်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲဒီအမေဝအဖေဝမသွားနိုင်မလာနိုင်မအိပ်နိုင်မစားနိုင်တဲ့အချိန်ကြမှာအသက်အတန်ဖြစ်နေတဲ့အချိန်ကြမှာတခါလဲမုံတွေမိမိတို့တွေအသမတန်ပေးဝဲလို့ပန်းပြီးတွေဝဲလို့အဲ့ဒီမုံတွေပန်းပြီးတွေကျွေးပေမဲ့လို့ဒီအမေအဖေစားနိုင်ပါဦးမလားအဲ့ရတဲ့မှာပက်လက်မျိုးပြီးတဲ့နေတဲ့အချိန်ကကြမှာနောက်ဆုံးအချိန်ကြမှာကြပြာသာသမီကအဘုဒ္ဓံပစ္စည်းတွေဝယ်ပြီးတော့ကျွေးပေမဲ့လို့ဒီအမေအဖေမစားနိုင်တော့ဘူးတဲ့ဒါကြောင့်ဒီအမေအဖေသွားနိုင်တော့လာနိုင်တော့စားနိုင်တော့အချိန်ခါမှာအမေမိဘကိုကျွေးကြပါမွေးကြပါအဝတ်တန်စာတွေဆင်ကြပါကျမ်းမာရေးကိုဂရုစိုက်ပေးပါဒါကြောင့်မိဘကျေးဇူးကြည်အောင်ဆက်ကြရမိဘကျေးဇူးကိုကြည်အောင်ဆက်ခြင်းတဲ့သာသမီဟာမိဘကျေးဇူးကျေးဇူးနဲ့ဆိုလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ဘာနဲ့ကျေးဇူးဆက်မှာလဲယောသကောဘိကဝေမာတာပိတရောအတ္တတိတတ္တသံဗရာယသမာဓိပေတိပဋိဋ္ဌာပေတိနိဝေသေတိဒုတိလေတိနသံဗရာယမစ္စရိနောသာဂသံဗရာယဒုပိညေပညာသံဗရာယမိဘကျေးဇူးကိုကြည်အောင်ဆက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတရားမနာခြင်းတဲ့အမေမိဘတရားနာခြင်းလားအောင်တရားမနာနိုင်တဲ့အမေမိဘတရားနာနိုင်အောင်အလူဒါနမပြုခြင်းတဲ့အမေမိဘအလူဒါနပြုခြင်းလားအောင်အလူဒါနပြုနိုင်အောင်ကိုချင်းဒီလားဥပုပ်မဆောင်ထိန်ခြင်းတဲ့အမေမိဘဥပုပ်ဆောင်ထိန်ခြင်းလားအောင်ဥပုပ်ဆောင်ထိန်နိုင်အောင်တတိပဒံဝိပဿနာတရားတွေပွားများပြီးတော့ဝိပဿနာအသိဉာဏ်တွေရရှိလာအောင်စခန်းမွေတွေပို့လို့ကျောင်းကဗျာရိပ်သာတွေပို့ပြီးတော့တရားအားထုတ်ခံရမယ်တဲ့ဝိပဿနာဉာဏ်တွေမဲ့ဉာဏ်ဘုံဉာဏ်တွေရအောင်ဆောင်ရွက်ပေးရအဲဒီလိုတရားနဲ့ကျေးဇူးဆက်မဲ့ဆိုလို့ရှိရင်မိဘကျေးဇူးကြည်နိုင်ပါတယ်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးမိမိရဲ့မေတော်ခမည်းတော်တို့ကိုတရားဖြင့်ကျေးဇူးဆက်တော်မူသွားတယ်တို့အတူပဲအက္ခသာဝကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးလည်းပဲပရိနိဗ္ဗာန်သံဃာနီးမှာမိစ္ဆာဒိဋ္ဌိဖြစ်တဲ့မိခင်အိုကြီးကိုတရားဖြင့်ကျေးဇူးဆက်တော်မူခဲ့တယ်။ဒါကြောင့်မိဘကျေးဇူးကြည်ခြင်းလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ဘာနဲ့ဆက်ရမှာလဲ။မိဘကျေးဇူးတွေ့အထူးကိုကြည်နူးတုံငါဆက်လို့ပါမို့သရကင်းပါသီလမပြုအလိုမပေးကင်းဝေတုတ္တမိနဲ့ဖကောကျောင်းပြချိုးသားစေရနာဖြင့်တရာသာသာမြတ်တရားနှင့်စုံညလေးအောင်ကျိုးအားဆောင်ကများမြောင်တွေကျေးဇူးကြည်မြည်ဆက်လေသူတော်လာခြင်းဒီတဲ့ဒါကြောင့်မိဘရဲ့ကျေးဇူးကြည်ခြင်းနဲ့ဆိုလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ပါဘာနဲ့ကျေးဇူးဆက်ရမှာလဲတရားနဲ့ကျေးဇူးဆက်ကြရဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးကိုဘယ်နေရာရောက်ရောက်ဘယ်ဒေသရောက်ရောက်ဘယ်အရွယ်ရောက်ရောက်မမေ့ပါနဲ့တဲ့အခွင့်အခါတင်တိုင်းမိဘကိုကျေးဇူးဆက်ပါဒါကြောင့်အလုံးလိုက်ဆိုလိုက်ပါမိဘနှစ်ဖြာရှိလေရာဘယ်ခါမမေ့အား
မိဘနှစ်ဖြာရှိလေရာဘေခာမမေ့အားအခွင့်သင်္ကတတ်နိုင်ရာမှန်စွာကျေးဇူးစာအခွင့်သင်္ကတတ်နိုင်ရာမှန်စွာကျေးဇူးစာမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကအားမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကအားဒါကြောင့်အလုံးသောကမ္ဘာလောကမှာရှိရှိသမျှသာသမီတွေဟာတို့အတွက်အမေအဖေဒီလောကမှာကျေးဇူးအကြီးမားဆုံးလို့ဆိုတာသဘောကျပြီးတော့မိဘရဲ့ကျေးဇူးကိုအထူးအဖြင့်ကြည်အောင်ဆက်ကြပါဦးဇင်းတို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်မှာပုံနာဇနီးမောင်နှံ2ယောက်ရှိတယ်တဲ့သားကြီးပဲ4ယောက်မွေးထားတယ်သူတို့မှာပစ္စည်းဥစ္စာသိချမ်းသာတာတော့မဟုတ်ပါဘူးဘလောက်ချမ်းသာတယ်လဲဆိုလို့ရှိရင်ငွေ7 သိန်းပဲချမ်းသာတယ်ဘလောက်ချမ်းသာလဲ7 သိန်းပဲချမ်းသာတယ်အဲ့တော့ဒီအမေအဖေပုံနာဇနီးမောင်နှံ2ယောက်ဟာမိမိတို့ရဲ့သားလေးတွေကိုဘဝလက်နှလုံးမကုန်းလက်နဲ့ပြည့်ရွယ်ကစပြီးတော့လူဘဝမိမိကိုယ်ကိုယက်တည်နိုင်သည့်အထိတဲ့ပြုစုလာခဲ့ကြတယ်စောင့်ရှောက်လာခဲ့ကြတယ်အချိန်နဲ့အရွယ်ရောက်လာတဲ့အခါကျတော့သားတွေကိုတယောက်ကို3 သိန်းစီပေးပြီးတော့အိမ်အောင်ချလိုက်တယ်အမွေပေးပြီးတော့အိမ်အောင်ချလိုက်ပုံနာဇနီးမောင်နှံဝေ4 သိန်းနဲ့အဲ့ဒီမှာကြံရစ်တယ်အဲ့ဒီလိုနဲ့ပုံနာဇနီးမောင်နှံပြောပါနေလာခဲ့ရကကျိုးစွာပုံလေးမကြီးကအရင်တည်သွားတယ်ဘယ်သူကအရင်တည်သွားလဲပုံလေးမကြီးတည်သွားတဲ့အခါကျတော့ပုံနာကြီးတယောက်တည်းအထီးဆန်ကြံရစ်တယ်တဲ့အဲ့ဒီတော့သားတွေသွေးမတွေကတိုင်ပင်ကြတို့အဖေအမေအိုမရှိတော့တဲ့နောက်ပိုင်းအထီးဆန်ကြံရစ်ပြီတဲ့အဲ့ဒီလိုသာအထီးဆန်နေရမယ်ဆိုလို့ရှိရင်ဧကနာသူနောက်အိမ်တော်ပြုမှသေကြတယ်နောက်အိမ်တော်ပြုလိုက်ပြီဆိုလို့ရှိရင်တို့ငွေ4 သိန်းရမှာမဟုတ်တော့ဘူးဒီတော့ငွေ4 သိန်းရအောင်တို့အဖေကိုပြုစုကြမယ်လို့အဲ့ဒီလိုတိုင်ပင်ပြီးတော့ဖခင်အိုကြီးကိုပြုစုကြတယ်တိုက်တတ်တဲ့အစာတောက်တွေဆက်ပြုတ်ကျွေးလို့ခြေစုပ်လက်နေမှုတွေပြုလို့အဲ့ဒီမှာသားတွေသွေးမတွေကဝိုင်းပြီးတော့ပြုစုကြတယ်ဦးဇင်းတို့ဗိဓာများကျေးဇူးပြုလို့မဟုတ်ဘူးပစ္စည်းဥစ္စာလိုချင်လို့တဲ့အမွေလိုချင်လို့ဘာလိုချင်လို့ပါလဲအမွေလိုချင်လို့အဲ့ဒီမှာဖေအိုကြီးကိုပြုစုကြယူရကြတဲ့အခါကျတော့ပုံနာကြီးတော်တော်သဘောကျနေပြီဩငါသားတွေတော်လိုက်တာငါကျွေးမတွေလိမ်မာလိုက်တာငါ့ကိုပြုစုကြပါပြီတဲ့သွားလေသူပုံလေးမကြီးများမြင်ဘလောက်မြန်ဝမ်းသာလိုက်မယ်မသိဘူးသူ့စိတ်ထဲမှာအဲ့တော့ဟိုမှာသားသမီးတွေကတို့အဖေအိုကြီးကတော့တို့အပေါ်မှာအားရနေပြီပြင်းတတ်နေပြီတို့ကြံစီထားတဲ့အတိုင်းအမွေတောင်းကြလို့ဆိုပြီးတော့သားလေးယောက်အဲ့ဒီမှာအဖေအိုကြီးတန်းကိုအမွေတောင်းကြတယ်အဖေကအသက်လည်းကြီးပါပြီကြီးပွားရေးလည်းလုံနိုင်တော်တာမှမဟုတ်ပဲနဲ့ဒါကြောင့်ကြံတယ်4 သိန်းကိုသားတို့ကိုခွဲဝေပေးပါတဲ့အဖေအတွက်ဘာမှပူစရာမလိုပါဘူးသားတို့လှုပ်ကြွေးပါမယ်ချွေးမတို့လှုပ်ကြွေးပါမယ်လို့အဲ့ဒီလိုတောင်းပြပြောဆိုတော့ပုံနာကြီးလည်းအဲ့ဒီမှာနားရောက်ပြီးတော့အကုန်လုံးခွဲပေးလိုက်တယ်သူစီဘာမှမကြံတော့အဲ့တော့ပုံနာကြီးဘယ်ကိုသွားပြီးတော့နေရလဲဆိုတော့သား4 ယောက်တန်ကပ်ပြီးတော့စားရပြီပထမ3 4 ပတ်တုန်းကတော့သားတွေရောချွေးမတွေရောကြီးကြီးယူယူနဲ့ပြုစုလုပ်ကြွေးကြသားတွေချွေးမတွေကြီးကြီးယူယူနဲ့ပြုစုလုပ်ကြွေးကြတယ်အတော်လေးကြာလာတဲ့အခါကျတော့သားသမီးတွေမကြည်ပြူကြတော့ဘူးပထမသားကြီးအိမ်သွားသားကြီးအိမ်မှာအဲ့ဒီမှာသားကြီးအိမ်နေတဲ့အခါကျတော့သားကြီးကလည်းဂယုဆိုင်အဲ့တော့သူပျော်တဲ့အခါကျတော့ဒီသားကြီးအိမ်မှာ3 လ 4 လ 5 လနေလာတဲ့အခါကျတော့သားကြီးကကြည်ပြူတဲ့ဒါချွေးမကမကြည်ပြူကြီးဖို့ကြောင့်လည်းကနေပြောလာဒီအဖိုးကြီးအမွေပေးတော့ကတော့သား4 ယောက်ညီတူညီမျှပေးတာသားကြီးရဲ့ဆိုပြီးတော့ပို့ပေးတာမျိုးမရှိဘူးအခုတော့တို့အိမ်မှာပို့ပြီးတော့နေလိုက်တာပို့ပြီးတော့စားနေလိုက်တာဒီပြင်အိမ်လည်းသွားဖို့ကောင်းတယ်လို့အဲ့ဒီလိုချွေးမကငေါ့ပြောတော့ပုံနာကြီးလည်းစိတ်ဆိုးပြီးတော့ဒုတိယသားအိမ်ဆင်းသွားဒုတိယသားအိမ်လည်းဒီတိုင်းပဲ
အဲ့လိုသားတွေခွေးမတွေကညှိုနေတဲ့အခါကျတော့တတ္တိယအိမ်ဆင်းသွားပြန်ပြီတတ္တိယအိမ်လည်းဒီတိုင်းပဲနောက်ဆုံးအငယ်လုံးသားလေးပြန်တော့အငယ်ဆုံးသားလေးအိမ်ရောက်တဲ့အခါကျတော့လေအဲ့ဒီမှာသားလေးနဲ့ဇနီးမယားကတိုင်နေကြတယ်ခွေးမကအကိုကြီးတွေအိမ်ကတော့တို့အဖေကိုလက်မခံတော့ဘူးတဲ့အဖေအိုကြီးတို့အိမ်မောကိုရောက်လာပြီဒီအတိုင်းသာဆိုလို့ရှိရင်တို့အိမ်မောမှာတစ်သက်လုံးတောင်းတင်တော့မယ်ဒီတော့မဖြစ်ဘူးတို့လည်းအကိုကြီးတွေရဲ့နီလန်းအတိုင်းလုံးမပဲဆိုပြီးတော့အဖေအိုကြီးမနေနိုင်အောင်သူကြကျိန်းမုန်းကြတဲ့အတွက်ကြောင့်ပုံနာကြီးသားလေးယောက်အိမ်ကနေဆင်းလာရပြီအာကိုစရာရှိသေးလားအာကိုစရာမရှိတဲ့ပုံနာကြီးအဲ့ဒီမှာသိပ်ပြိုပြီးတော့တောင်းစားရတဲ့ဘဝရောက်တယ်တဲ့သာသမီများနော်မလိမ္မာမရင်ချမ်းကားတဲ့မိဘရဲ့ကျေးဇူးမသိတဲ့သာသမီများတွေကြတော့တို့ပိဿရဲ့သိကြောက်စရာကောင်းတယ်တဲ့ကိုအမေပေစီကရစရာမရှိရင်တဲပြီးတော့မကတ်ချင်ကြဘူးတဲပြီးတော့မပြုစုချင်ကြဘူးဒါကြောင့်မဂ္ဂဒေဝဆရာတော်ဘုရားကြီးကမရွေးမှန်လားဤလောက၌မိဘကိုပင်ဥစ္စာမြင်မှာခင်မင်းမြတ်လေးသားတို့တွေ့၏ငွေကြေးမကြေဖမိတို့အားသမီးသားတဲ့သံပါနိယမကတုံးရင်ရှောင်ရခွင့်၏တဲ့ကိုမှပေးစရာကျွေးစရာမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဆွေမျိုးမပြောနဲ့ကိုသားသမီးတောင်းမှကိုအနာမကတ်ချင်ဘူးကိုအနာကတ်ချင်ရဲ့လားအေးရပြမရှိတော့ဘူးဆိုရင်အမေစီတောင်သိမ့်မသွားချင်တော့အဖေစီလည်းသိမ့်မသွားချင်တော့ဘူးတဲ့ကျေးဇူးတရားမသိတဲ့သားသမီးတွေဒီတိုင်းနေအဲ့တော့ခုလည်းပုံသားကြီးရဲ့သားသမီးတွေကြည်လိုက်ဘလောက်ကျေးဇူးကမ်းကြမိဘစီယာမွေနည်းတွေကိုတော့မရအရာတောင်းပြီးတော့ဒီအဖေအိုကြီးကိုပြစ်ထားကြတယ်ဒီလိုသားသမီးမျိုးကိုလိမ္မာတဲ့သားသမီးလို့ခေါ်မလားမိုက်တဲ့သားသမီးလို့ခေါ်မလားအေးပုံသားကြီးအတွက်တော့အရင်တုန်းကတော့ဒီသားလေးယောက်ဟာသားပါပဲတဲ့အသက်ကြီးလာတဲ့အခါတော့ကြားတဲ့ကြောက်စရာကောင်းနေပြီဒါကြောင့်ငယ်တော်ကသာကြီးတော်ကြားတဲ့မယယံကားတဲ့သားတွေအဲ့တော့ငယ်တော်ကသာဆုံးမညာကငယ်တော်ကသာလိုလိုက်ညာကကြီးတော်အခါကြားဘက်မှာမှန်စွာကြောက်ဝဲတယ်ငယ်တော်သမီးဆုံးမနီကကြီးတော်အခါမိဘက်မှာမှန်စွာပူဖို့ဒီတဲ့သားလေးသမီးလေးငယ်ငယ်တုန်းကအလိုလိုက်တာမယ်ဆိုလို့ရှိရင်အဲ့ဒီသားသမီးဟာမိုက်ရင်ချမ်းကားပြီးတော့မိဘကိုစော်ကားတဲ့သားသမီးမျိုးဖြစ်လာတတ်တယ်အဲ့လိုသားသမီးမျိုးကြတော့ငယ်တော်ကသားကြီးတော်ကြားတဲ့ငယ်တော်သမီးကြီးတော်မီတဲ့ကြီးလာတဲ့အခါကျတော့ဒီသားသမီးတွေဟာကြားတဲ့ကြောက်စရာကောင်းတဲ့မီးလိုပူလောင်စေတတ်တယ်ဒါကြောင့်အဲ့လိုသားစုသားမိုက်တွေသမီးတို့သမီးမိုက်တွေရထားတဲ့မိဘတွေအတွက်တော့ဒီသားသမီးတွေဟာယရနာလို့ခေါ်တိုက်ပါမလားယရနာမဖြစ်သေးနဲ့အမေမိဘတွေအတွက်ရတာနာတယ်တို့ပိဋကများနော်အဲ့တော့ဒီလိုသားသမီးမျိုးရထားတဲ့မိဘတွေအတွက်တော့ယရနာမထိုက်ဘူးတဲ့ရတာနာတယ်ဒါကြောင့်မိမိတို့ရဲ့သားသမီးလိမ္မာရေးချရှိအောင်ငယ်ငယ်တုန်းကနေပြီးတော့သွန်သင်ဆုံးမသမှုပြုကြရမယ်ငယ်တော်ကသာဆုံးမညာကကြီးသောအခါအဘမမှန်စွာကိုယ်ွယ်ပြီးငယ်တော်သမီးဆုံးမပြီးကကြီးသောအခါဒီဘက်မှမှန်စွာအေးဖို့ဒီငယ်စဉ်ကလေးကသားကလေးသမီးကလေးဆုံးမသွန်သင်မှုပြုထားမယ်ဆိုလို့ရှိရင်အဲ့ဒီသားသမီးဟာအသက်ကြီးလာတာနဲ့အမျှလိမ္မာရေးချရှိပြီးတော့မိဘကျေးဇူးနားလဲတဲ့သားလိမ္မာလေးတွေသမီးလိမ္မာလေးတွေဖြစ်လာကြတယ်အဲ့ဒီလိုသားသမီးမျိုးကြတော့ငယ်တော်ကသားကြီးတော်အားငယ်တော်သမီးကြီးတော်ကြီးတဲ့မိဘတွေအာမကိုရဘူးလားအဲ့ဒီလိုသားလိမ္မာသမီးလိမ္မာမိဘကျေးဇူးသိတဲ့သားလိမ္မာသမီးလိမ္မာတွေကြတော့ယရနာထိုက်တယ်။ဘာထိုက်ပါလဲ။အဲ့ဒီလိုသားသမီးမျိုးမှသားယရနာသမီးယရနာတဲ့အခုပုံနာကြီးရဲ့သားသမီးတွေကြတော့ရတာနာရီယရနာဟုတ်ရဲ့လား။အဖေအိုကတော့သားလေးယောက်ကိုပြုစုလုပ်ကျွေးနိုင်ခဲ့ပြီမဲ့လို့သားလေးယောက်ကဒီအဖေအိုကြီးတယောက်ကိုမပြုစုခြင်းကြတော့ဘူးမလုပ်ကျွေးခြင်းကြတော့ဘူးအိမ်မှာလက်မကန်တဲ့အတွက်ကြောင့်အဖိုးကြီးမြို့ထဲရွာထဲမှာတောင်းရန်စားတော့ရတဲ့ဘဝရောက်တယ်တဲ့နောက်ဆုံးစားရတဲ့လက်တောင်းရတဲ့လက်နေရာကလည်းကျုံတယ်လို့အိတ်ကျုံတယ်လို့စားပြီးတော့နောက်ဆုံးပုံနာကြီးဒုက္ခရောက်လုံးလို့ဘုရားရှင်ကိုရောမြတ်ကြီးထံရောက်သွားပြီ
အာကိုရာနေတဲ့ဘုရားထံရောက်သွားတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပုံနာကြီးကိုကြည့်ပြီးတော့ပုံနာကြီးတဲ့သင်မှာအာကိုရာသာသမီမရှိဘူးလားဘုရားကမေးတော့ပုံနာကြီးအကုန်လုံးအဲ့ဒီမှာသူ့အကြောင်းကြီးပြန်ပြောပြဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသနာတော်မူတဲ့အတွက်ကြောင့်ဒီပုံနာကြီးချမ်းသာရရေးအတွက်ဂါထာဂီတပါဠိဂီတတွေသင်ပေးတယ်ဘုရားကပုံနာကြီးချမ်းသာအောင်ဂါထာတွေသင်ပေးလိုက်ယေဟိသာတေဟိနန္ဒိတံယေပိသဘဝမေသိတံဧမန္တာရိသံပု္ပ္ပာသာဝဝါရင်တိတုကရံဣတိအာရယောဤသို့အစရှိသောဣမာဂါထာယောဤဂါထာဂီတပါဠိဂီတတို့ကိုသကဝါဘုဒ္ဓ၆ပါးတခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပရိသိဏပြမနံသာသမီတွေနင်ချလိုက်တဲ့အတွက်ကြောင့်မြို့ရဲရွာတဲ့တောင်ရန်စားတောင်နေရတဲ့ပုံနာအိုကြီးကိုကထေတိကောင်းစွာမသွေသင်ပြဟောကြားတော်မူခဲ့ပါပေသတည်းအကြတော့သိရဲ့သားလေးယောက်အဲ့ဒီပုံနာပိဋကတ်ထဲမှာပါတယ်ဆိုလို့ရှိရင်ဟောဒီဂါထာတွေကိုသင်ရွတ်ဆိုပြဘုရားကသင်ပေးလိုက်ပုံနာကြီးလည်းအဲ့ဒီဂါထာတွေကိုနှုတ်တဲ့ဆောင်းပြီးတော့သူကအခါအခွင့်ကိုသူစောင့်နေတယ်ဒီနေ့တော့အဲ့ဒီမှာပုံနာအစည်းအဝေးဝယ်ကြီးကျင်းပပြုလုပ်တဲ့အခါကျတော့သားလေးယောက်လည်းပိဋကတ်ထဲမှာပါနေတယ်ပြီးတော့ပုံနာကြီးကငါတော့အခွင့်အခါဆိုင်ပြီလို့ဆိုပြီးတော့ပိဋကတ်လည်းမှာတောင်းဝင်းလေးကိုင်းပြီးတော့သူကထိုင်ဆောက်နေတာပုံနာတွေအလုံးရှိဝေဝယ်ပြီးသွားတဲ့အခါကျတော့ပုံနာကြီးတောင်းဝင်းလေးကိုင်းပြီးတော့ပုံနာပိဋကတ်တို့သင်တို့ကိုငါဂါထာဂီတပါဠိဂီတတွေနဲ့ဆိုပြပါရစေလို့အဲ့ဒီလိုပြောလိုက်တော့ပုံနာပိဋကတ်ကြီးကလည်းဩအသက်ရွယ်ကြီးတဲ့ဒီအဘိုးကြီးဒီပုံနာကြီးဘာများဆိုပြခြင်းလည်းမသိဘောဆိုပြပါလို့အခွင့်ပေးလိုက်တော့အဲ့ဒီမှာပုံနာအိုကြီးပိဋကတ်ရဲ့ရှေ့သတိကုံပေါ်မှာတက်ပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသင်ပေးလိုက်တဲ့ဂါထာတွေကိုဆိုပြတယ်ယေဟိဇာတေဟိနန္ဒိတံယေသေသဘဝမိစ္ဆိတံဒေမန္တာရိတံပု္ပ္ပာသာဝဝါရင်တိတုကရံဒါကပါဠိဂီတပေါ့ညမလိုကြတော့သာယရဏပွေးပွားလာတဲ့ပြင်များစွာနှစ်တဲ့စိတ်အားတက်ခဲ့အသက်အတူအလေးမှုရမွေမျိုးစောင့်ကြောက်မြေတော်မြောက်တယ်မထောက်ကျေးဇူးသားလေးဦးကမူယူရန်ကသမယနဲ့ရောကြတိုင်ပင်ငါကိုနင်းပြီးခွေးတွင်မိုက်မဲလာကြည်တကားပုံနာပိဋကတ်တို့တဲ့ငါမှသားလေးယောက်ရှိပါတယ်ဒီသားလေးတွေရလာတဲ့အခါကျတော့ငါတို့ငါမှပြင်ပြောလိုက်ရတာတို့မှသားလေးရလာပြီလို့ဆိုပြီးတော့ဒီသားတွေကိုအသက်နဲ့ထပ်တိုးထများကျွေးမွေးခဲ့ပါတယ်ပြုစုခဲ့ပါတယ်စောင့်ရှောက်ခဲ့ပါတယ်တို့မှတော့သားရရဲ့ပေါ်မှာမျောလင့်တဲ့ကြီးမားစွာထားပြီးတော့မွေးမြူခဲ့ရတယ်တဲ့မိဘတိုင်းဟာသာသမီကိုပြုစုလုပ်ကြည့်တယ်လို့ဆိုတာမျောလင့်ချက်၅မျိုးရှိတယ်မျောလင့်ချက်ဘယ်နှမျိုးဘတော်ဝါနောပရိသတိငါတို့ကဒီသာသမီတွေကိုပြုစုယူရာစောင့်ရှောက်ခဲ့ကြသလိုကျွေးမွေးခဲ့ကြသလိုတို့တွေအသက်ရွယ်ကြီးလာတဲ့အခါကျတော့သာသမီတွေကတို့ကိုတပံပြန်ပြီးတော့ပြုစုကြလိမ့်မယ်စောင့်ရှောက်ကြလိမ့်မယ်လို့ဆိုတဲ့နံပါတ်1မျောလင့်ချက်ဒိဋ္ဌံဒီတံကရိတ္တိငါတို့တွေအသက်အရွယ်အိုမင်းတော့မစွမ်းဆောင်နိုင်တဲ့အခါကျတော့တို့ရဲ့လောကီကိစ္စလောကုတ္တရာကိစ္စမှန်သမျှကိုတို့သားသမီးတွေကမခုံးပြောင်းပြီးတော့ထမ်းဆောင်ကြလိမ့်မယ်လို့ဆိုတဲ့ဒုတိယမျှော်လင့်ချက်ကုလဝတ္တသပိတ္တမိငါတို့တွေရဲ့မိဘဘိုးဘွားအစဉ်ဆက်ကသက်ဆင်းလာတဲ့အမျိုးမျိုးကိုတို့သားသမီးတွေကစောင့်ရှောက်ရကြလိမ့်မယ်ဆိုတဲ့တတိယမျှော်လင့်ချက်ဒါယနံပฏิပိစိတ်တိငါတို့ဇဝေစုဆောင်ထားတဲ့အမွေအနှစ်တွေကိုတို့သားသမီးတွေကဆက်လက်ခံယူပြီးတော့တိုးပွားအောင်ထိမ့်သိမ်းရကြလိမ့်မယ်လို့ဆိုတဲ့သတုဋ္ဌာမျှော်လင့်ချက်အထဝဗနာပိဒါနံကာလင်္ကတာနံဒက္ခိဏအနုပဒတတိတို့တွေစီလို့ဓမ္မလွန်ဘဝရောက်သွားပြီလို့ဆိုလို့ရှိရင်တို့သားသမီးတွေဟာတို့ရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့အမြတ်အတမ်းပေးဝေကြလိမ့်မယ်လို့ဆိုတဲ့ပင်စမမြောက်မျှော်လင့်ချက်ဘယ်နှမျိုးပါလိမ့်
တို့မှတော့ဒီမျိုးလင်းခြင်းငါမျိုးထားပြီးတော့ဒီသားတွေကိုငါဂရုစိုက်ခဲ့ပါတယ်တဲ့လူဘဝရက်တည်နိုင်အောင်ငါတို့တွေပြုစုယူကြစောင့်ရှောက်လာခဲ့ပါတယ်ဒါပေမဲ့လို့ဒီကျေးဇူးတရားတွေကိုမှမထောက်မညာတဲ့ငါရဲ့သားလေးယောက်ကသူ့ရဲ့ဇနီးမယားတွေထွေးမတွေနဲ့တိုင်ပင်ပြီးတော့ငါကိုအိမ်ကနှင်ထုတ်ကြတယ်အိမ်ထဲဝင်လာတဲ့နွားတွေဝက်တွေပြက်တွေကိုအိမ်ထဲမှာရှိတဲ့ခွေးကအတင်းထိုးဟောင်းကြိုက်ပြီးတော့အိမ်အပြင်နှင်ထုတ်သလိုမျိုးငါသားသမီးတွေကလည်းငါတို့ရဲ့ကျေးဇူးတရားကိုမှမထောက်မညာအိမ်ထဲကနေပြီးတော့နှင်ထုတ်လိုက်တာများခွေးတဲ့မိုက်တဲ့သားတွေတဲ့ဘုံသားကြီးကပိဋကတ်တွေကိုပြောနေတာနော်ဘုရားရှင်ကိုရောမြတ်ကြီးသင်ပေးလိုက်တဲ့ဂါထာတွေကိုပိဋကတ်ရှိမှအဲ့ဒီမှာပြန်ဆိုပြနေတာအတန္တာကိရမံသမတာတသာတာတိပါတရေရခတဗုဒ္ဓရူပေနတေဇဟံတိဝယောကတံငါလက်တဲ့တွင်ငွေရှိခြင်းငါဖခင်ဖေဖေနှုတ်တံဝေတဲ့ကျွေငွေကင်းပါခုကာလမို့စိတ်ကညူဆိုနှုတ်ကဆို၍ကျင့်မှုကြောချမ်းငောင်းငမ်းမှမဲ့သင်နိုင်ခဲ့သည်တရေဘလူနေပါရကားငါသားရီကငါစီကရစရာရှိတော့ကတော့အဖေအဖေနဲ့နှုတ်တန်ချိုနဲ့ငါ့ကိုပြုစုလိုက်ကြတာယူရလိုက်ကြတာငါမှတော့အဟုတ်ကြီးထင်ခဲ့တယ်တဲ့ငါစီကရစရာမရှိတော့တဲ့အခါကျတော့ဒီသားတွေကငါ့ကိုပြောဆိုလိုက်ကြတာငေါင်းငန်းလိုက်ကြတာကျိန်းပေါင်းလိုက်ကြတာငါသားတွေလို့တော့ငါမထင်ပြီးတော့ဒီသားတွေတဲ့ကိုတရေဘလူတွေဝင်ပူးပြီးတော့ပြောနေသလားလို့တော့ငါထင်အောင်မိတယ်တဲ့ငါသားတွေနဲ့မတူတော့တရေဘလူတွေလားအောင်မရတယ်ငါကိုသူတို့ရဲ့ကျွေးမတွေနဲ့ပြောဆိုကျိန်းပေါင်းပြီးတော့အိမ်ထဲကနေနှင်ထုတ်ကြတယ်တဲ့ပုံနာကြီးရင်ဖွဲ့နေတာအတဝစိန်တော်ဒီဘောကောခါရဏအပနိယတိဘာလကနံပိတာထေရောပရာဂရေတောဘိက္ခတိအသုံးမချဗလာအာနိမြင့်အိုကြီးကိုဒီလည်းမပေးစာမတွေ့ပဲအလေးမပြုတ်လစ်လူရှုတော်ယခုငါလည်းသာသမီကထိုနည်းအတူလေးမမို့သဖြင့်လိုက်ဆိုကြံတံမျိုးလဲနမတောင်းရန်စားတော့ရပါ၏ဘုန်းသားတို့တဲ့ကျုပ်ရဲ့သားတွေဟာကျုပ်ကိုအသက်အရွယ်အိုမင်းလာတဲ့အခါကျတော့လစ်လူရှုထားတယ်တဲ့အိမ်မှာမွေးထားတဲ့မြင်းတွေနွားတွေခိုင်းကောင်းတုန်းကတော့ကြာကြာနာနာကြည်တယ်ကြာကြာနာနာထားတယ်ခိုင်းလို့မရတော့ဘူးအိုသွားပြီလို့ဆိုလို့ရှိရင်အဲ့ဒီနွားအိုမြင်းအိုတွေပေါ်တယုမဆိုင်တော့တယ်လို့မျိုးတဲ့သားလေးယောက်ကအရွယ်အိုမင်းနေတဲ့ငါ့ကိုမြင်းအိုကြီးလိုသဘောထားပြီးတော့နွားအိုကြီးလိုသဘောထားပြီးတော့ဥပိ္ပခာပြုထားကြတယ်တဲ့လက်လူပြုထားကြသာသမီတွေကမိဘတွေအိုလာပြီဆိုလို့ရှိရင်အိုပဲစည်ရင်းတွေကိုတွင်းတယ်ဘယ်ထဲကိုတွင်းတာပါလိမ့်ဒါကြောင့်ဘိုးဘွားတွေတတိထားနော်အိုရင်ပယ်ခံရမယ်တဲ့အိုပဲဆိုတာကိုကတော့ငါသားလေးဟဲ့ငါသမီးလေးဟဲ့ငါမီးလေးဟဲ့ဆိုပြီးတော့တန်ရုံးစဉ်တွဲပြီးတော့ကတ်နေကြဒီသားဒီသမီးတွေကအဖေအိုအမေအိုတွေကိုအိုပဲစည်ရင်မှတွင်းနေပြီနွားအိုကြီးတို့လိုမြင်းအိုကြီးတို့လိုသိပ်ပြီးတော့နားမထောင်ကျင်တော့ဘူးသိပ်ပြီးတော့ဂရုမစိုက်ကျင်တော့အခုလဲငါသားလေးယောက်ကသူ့ရဲ့ထွေးမတွေနဲ့ငါ့ကိုနွားအိုကြီးလိုမြင်းအိုကြီးလိုသဘောထားပြီးတော့ငောင်ငမ်းမှန်းမဲပြီးတော့အိမ်ကနှင်ထုတ်လိုက်တဲ့အတွက်ကြောင့်မြို့ရဲရွာတဲ့ဘဝမမြို့ရဲရွာတဲ့မှာသွားပြီးတော့တောင်းစားရတဲ့ဘဝရောက်ပြီတဲ့တောင်းစားဘဝရောက်ရအတဝစိန်တော်နိဘောကောခါရဏအပနိယတိဘာလကနံပိတာထေရောပရကာရေတုဘိက္ခတိအတုံးမကြဗလာအာနိမင်းအိုကြီးကိုရည်လည်းမပိစာမတွေ့ပဲအလေးမပြုတ်လစ်လူရှုတော်ယခုငါလည်းသာသမီကထိုသည်အတူလေးမမို့တပြည့်လိုက်ဆိုကြံတံမျိုးလဲလမတောင်းရန်စားတော့ရပါ၏နောက်ပါဆက်ပြောလဲဆိုတော့တန်တော်ဝကိရမေတယောယေစေသုဒ္ဓအနတ္တဝါသန္တံမိခောနဝါရေတိယတောသန္တံမိကုက္ကုရအန္တကာရေပုရေဟောတိကံပိရေကာထမေတတိဒန္တသာအနုဘဝေနာကလိတ္တဝါပတိဋ္ဌတိပုံနာပိတ္တဘက်ကိုသူ့ရဲ့လက်ထဲကတောင်းဝေးလေးမြောက်ပြပြီးတော့ဟောပုံနာတို့တဲ့ငါမှသားလေးယောက်ရှိပေမဲ့လို့ဒီသားလေးယောက်ကဟောဒီတောင်းဝေးလောက်တောင်းမှအာမကိုရပါဘူးသားလေးယောက်ကတောင်းဝေးလောက်အာကိုရရလား
ဤတောင်ဝေကနွားခွေအန္တရာယ်ကာကွယ်ဖေးမှအာကိုရ၏ဟောဒီတောင်ဝေကမှာငါပဲသွားပဲလာလမ်းခရီးမှာခွေးတွေနဲ့ပဲတွေ့နွားတွေနဲ့ပဲတွေ့ကျွဲတွေနဲ့ပဲတွေ့ဟောဒီတောင်ဝေးလေးကအန္တရာယ်မပြုအောင်အကာအကွယ်ပေးတယ်တဲ့အာကိုရဒီတောင်ဝေကနွားခွေအန္တရာယ်ကာကွယ်ဖေးမှအာကိုရ၏ကင်ပါအယောင်မိုက်အမောင်ဝယ်ရှိဆောင်လမ်းပြအသုံးကြခဲ့မောင်နဲ့မဲတဲ့သွားတဲ့အခါကျတော့ဟောဒီတောင်ဝေးလေးကငါရဲ့ရှေ့ဆောင်လမ်းပြအနေနဲ့အာကိုရတဲ့အသုံးကြတယ်တဲ့လမ်းမလမ်းချင်းမြို့ရတဲ့ဝယ်တွင်းချင်းကြိုင်နဲ့ထုံမလဲအောင်အမြဲထောက်မှလမ်းမှပြ၏ဒီတောင်ဝေးလေးဆောင်သွားမယ်ဆိုလို့ရှိရင်လမ်းသွားတဲ့နေရာမှာကြိုင်လဲမကြအောင်ခလုံးမတိုက်အောင်ဟောဒီတောင်ဝေးလေးကကူညီတယ်အကယ်၍ကြိုင်လဲလဲကျသွားပြီခလုံးတိုက်လို့လဲသွားပြီဆိုလို့ရှိရင်လည်းအကျသက်သာအောင်ဒီတောင်ဝေးလေးကငါ့ကိုကူညီထောက်မှတယ်တဲ့ဒီတောင်ဝေကနွားခွေအန္တရာယ်ကာကွယ်ဖေးမှအာကိုရ၏ကင်းပါအယောင်မိုက်အမောင်ဝယ်ရှေ့ဆောင်လမ်းပြအသုံးကြခဲ့လမ်းမလမ်းချင်းမြို့ရတွင်ဝယ်တွင်းချင်းကြိုင်နဲ့ထုံမလဲအောင်အမြဲထောက်မှလမ်းမှန်ပြ၏ရင်မပေါက်ဖွားမွေးပြီးသားတို့စိန်ငါရက်ဆက်ကျေးဇူးဖြတ်တဲ့ဖြင့်နှစ်တဲ့မြတ်လေးဤတောင်ဝေးလောက်အေးမရသုံးမကြသည်လုံးဝအာမကိုရပါရကငါသားလျောက်ကတော့ကျေးဇူးကမ်းလိုက်တာတဲ့ဟောဒီငါလက်ထက်ကတောင်ဝေးလောက်တောင်မှအာမကိုရပါဘူးလို့အဲ့ဒီတော့ပုံနာပိသတ်ကိုတင်ပြပြောဆိုလိုက်တဲ့အခါကျတော့ပုံနာပိသတ်တွေတခါတဲ့ဒေါသတွေထွက်လာကြတယ်ဒီလောက်တော့ဆိုရတဲ့သားသမီးတွေဘယ်မလဲအဲ့ဒီသားတွေဆိုပြီးတော့သူတို့ကတတ်မဲ့တကယ်ဖြစ်လာအဲ့ဒီတော့ကပုံနာတွေရဲ့ဒုစံမှာမိဘစီကပစ္စည်းဥစ္စာယူပြီးတော့ဒီမိဘကိုမပြုစုမလုံသေးဘူးဆိုလို့ရှိရင်တတ်ရမယ်ဆိုတဲ့ဥပဒေရှိတယ်ဒီခေတ်တော့ဒီဥပဒေမရှိဘူးနော်ဒီကပုံသားတွေကတောင်မိုက်ရင်ချမ်းကားတဲ့သားအဖေကိုပြစ်ထားတဲ့သားအဖေရဲ့ကျေးဇူးနားမလဲတဲ့သားတွေကိုတတ်မယ်လို့အဲ့ဒီလိုထိတ်ချောက်လာတော့သားလေးယောက်မနေနိုင်တော့ဘူးသူတို့ရဲ့အဖေအိုကြီးကခြေရင်းဝတ်စင်းပြီးတော့ခြေထောက်ဖက်ပြီးတော့တောင်းပန်ရတယ်အဖေတဲ့သားတို့မပါပြီသားတို့နောင်တရပါပြီသားတို့နောင်မမိုက်တော့ပါဘူးအဖေသားတို့ကိုအသက်ချမ်းသာရာပေးပါတငုံငိုတည်ရည်နဲ့တောင်းပန်ကြပြီးတော့သားသမီးသိမဲ့အရေးကြတော့မိဘကြည့်ရပါမလားအဲ့ဒီမှာဘုံနာအိုကြီးကဘုံနာပိသတ်တို့တဲ့မတတ်ကြပါနဲ့ငါသားတွေလိမ်မာပါပြီငါသားတွေနောင်တရသွားပါပြီငါနောက်ဒီလိုဖြစ်တော့မှမဟုတ်တော့ပါဘောမလိမ်မာတခါမိုက်စမြဲမို့ဒီကတော့ခွင့်လို့ကြပါလို့ဘုံနာကြီးကတောင်းပန်မှအဲ့ဒီမှာဘုံနာပိသတ်ကလည်းဒါဆိုလို့ရှိရင်ကောင်းပြီနောက်တကဒီအဖေအိုကြီးကိုမိမိတို့တွေမင်းတို့တွေပြစ်ထားမယ်ဆိုလို့ရှိရင်တော့နောက်တကအသေးတတ်မယ်လို့ဆိုပြီးတော့ဘုံနာတွေကကျိန်းမောင်းထားအဲ့ဒီမှာသားလျောက်ကဘုံနာအိုကြီးကိုခေါ်ပြီးတော့မိမိတို့အိမ်ပြန်သွားအိမ်ရောက်တဲ့အခါကျတော့ဇနီးမယားတွေခေါ်ပြီးတော့ပြောတယ်ဟောဒီအဖေအိုကြီးကိုမင်းတို့တွေစိတ်ချမ်းသာအောင်ထားရမယ်တဲ့ဂရုစိုက်ရမယ်ပြုစုရမယ်စောင့်ရှောက်ရမယ်ဒီအဖေအိုကြီးစိတ်ဆင်းအောင်လုပ်မယ်ဆိုလို့ရှိရင်မပြုစုနိုင်ဘူးမစောင့်ရှောက်နိုင်ဘူးဆိုလို့ရှိရင်မင်းတို့ဟောဒီအိမ်မော်ကဆင်းသွားသူတို့ကအိမ်မှာဇနီးများတွေချိန်မောင်းပြီးတော့အဲ့ဒီမှာအဖေအိုကြီးကိုပြုစုကြသားလေးယောက်လို့ဆိုတော့ဝတ်စုံလေးစုံပေးတယ်နေ့စဉ်သားလေးယောက်ကသွန်းသမင်းအုပ်တအုပ်စီပေးတယ်သွန်းလေးအုပ်သမင်းအုပ်လေးအုပ်ရအဲ့တော့ပုံနာကြီးချမ်းချမ်းသာသာဖြစ်လာတဲ့အခါကျတော့ဩငါဒီလိုချမ်းသာတာဟာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကျေးဇူးပဲလို့ဆိုပြီးတော့ကျေးဇူးတရားပြည့်တဲ့အနေနဲ့ဘုရားရှင်ကိုရောမြတ်ကြီးကဘုဆုံနှစ်စုံသွားတူတယ်ပြီးတော့နေ့စဉ်တပည့်တော်သားများထံကသွန်းအုပ်နှစ်အုပ်အလူခံပါလို့ဆိုပြီးတော့သွန်းအုပ်ကိုလည်းဘုရားရှင်ကိုရောမြတ်ကြီးကိုတူတယ်တနေ့တော့သားကြီးရဲ့အိမ်မှာလူမင်္ဂလာလုပ်မယ်လို့ဆိုတော့အဖေကိုတိုင်ပင်ကြအဖေဘယ်လိုလုပ်ချင်တယ်လဲအဖေဘယ်သူကိုပြင်နေတယ်လဲဗြဟ္မဏပုံသားတွေကိုပြင်မလားဘုရားကိုပြင်မလားငါကျေးဇူးတရားကြီးမားတာကတော့ဘုရားပဲငါဘုရားပဲပြင်နေတယ်ဆိုတော့သားတွေကအဲ့ဒီမှာဘုရားမိုးရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုအိမ်မှာပြင်သိလို့မိုးမြတ်တော်ဆန်းကဝဲဘောဇင်ချိုးခြင်းရတာပြတို့ဖြင့်ပြုစုလုပ်ကြကြတယ်သွန်းစားပြီးတဲ့အခါကျတော့သားလေးယောက်ကအဖေအိုကြီးခေါ်ပြီးတော့ဘုရားထံသွားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့အဖေကိုကြည်စမ်းမှာအခုတော့လှလို့ဝလို့စိုးစိုးပြည့်ပြည့်နဲ့ချမ်းသာနေလိုက်တာ
တပည့်တော်တို့အဖေကိုဘလောက်ပြုစုတယ်လို့ဆိုတာအဖေကိုကြည့်ပြီးတော့သိသားနိုင်ပါတယ်မြတ်စွာဘုရားသာလျောက်ကကြောက်တော့အဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကဗျမနာဘုံနာတော်မာတာပိတုဘောဓနာနာမှာအမိအပါကိုပြုစုလို့ကျွေးတယ်လို့ဆိုတာဘောရဏကပန္တိတာနံရှိပညာရှိသူတော်ကောင်းတို့ရဲ့အာစိဏမေဝအလေးအကျင့်နာရီပုံနာတော်တဲ့အမေအဖေကိုပြုစုလုပ်ကျွေးတယ်လို့ဆိုတာရှိသူတော်ကောင်းတွေရဲ့ထုံးစံပဲဘယ်သူရဲ့ထုံးစံပါလဲအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကမာတုဘောဓကဇတ်ကိုဟောတယ်ဘာဇတ်ကိုဟောပါလဲအတိတေပါရဏတိယံဗြဟ္မဓတ္တေရိသံကာရင်တေဘောဓိသတ္တောတရိသနာယောနိယံဟတ္တိကုလေနိဗ္ဗတိအတိတေအတေဝေစွာရှိကဘာတုံးကပါရဏတိယံပါရဏတိလို့ဆိုတဲ့မြို့တော်မှာဗြဟ္မဓတ္တေဗြဟ္မရမင်းကြီးသည်ရိသံကာရင်တေတိုင်းပြည်အုပ်ချုပ်မင်းလို့စဉ်ဘောဓိတန္တောဥစဉ်တို့ရဲ့ဘုရားအလောင်းသည်တရိသနာယောနိယံတရိသံမျိုးနွယ်ဖြစ်သောအတ္တိကုလေစဉ်မျိုး၌နိဗ္ဗာန်ဒီကောင်းစွာမသွေဖြစ်ခဲ့ပါပေတော့တည်းအတေဝေစွာရှိကဘာတော်ကမာရဏတိပြည်မှာပြမရမင်းကြီးတိုင်းပြည်အုပ်ချုပ်မင်းလို့စဉ်ဥစဉ်တို့ဘုရားအလောင်းကြီးကံသန္တာမျိုးလို့တလိษံမျိုးမှလာဖြစ်ရတယ်တဲ့ရှင်မျိုးမှလာဖြစ်ရဒါမှမဟုတ်ပါရမီဓာတ်ခံကရှိနေတော့ရှင်ပြူတော်ကြီးလာဖြစ်တယ်ယရနာထိုက်တဲ့ရှင်ကြီးလာဖြစ်တယ်တော်ထဲမှာရှင်မောင်းစစ်တောင်းကိုအုပ်ချုပ်ပြီးတော့မြဲမြဲမြင်မိခင်အိုကြီးကိုလှုပ်ကျွေးနေတယ်တဲ့နေ့စဉ်သာတောက်ဝေရာတွေကိုရှာဝေပြီးတော့မိခင်အိုကြီးထံအပုတ်ခိုင်းတယ်သွားပို့တဲ့ရှင်တွေကသူတို့ကောင်းတာတွေစားပြီးတော့မိခင်အိုကြီးကြတော့အကြံအကျွမ်းပဲပေးကြအဲ့တော့မိခင်အိုကြီးခမညာနေ့စဉ်ဝါလိန်အောင်မစားရတဲ့အတွက်ကြောင့်တနေ့တခြားပိန်ပြီးတော့လာခဲ့တယ်တဲ့ဒီနေ့တော့ဘုရားလုံးမိခင်အိုကြီးကံရောက်တဲ့အခါကျတော့ကျုံလေးပိန်ကျုံနေတဲ့မိခင်အိုကြီးကိုကြည့်ပြီးတော့အမေဘာတွေများစိတ်သောကရောက်နေတယ်လဲအမေကံကိုနေ့စဉ်စားတော့ပွေရာတွေပို့ပေးနေတာအမေမစားဘူးလားလို့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒီမှာမျက်နှာမြင်မိခင်အိုကြီးကအကျိုးအကြောင်းကုန်ပြန်ပြောပြတော့ဘုရားလောင်းစင်မင်းစိတ်ပြက်သွားတော်ပြီတဲ့ဟောဒီစင်ပေါင်းနေတော့ငါမနေတော့ငါရဲ့ဘဝတသက်တာမှာမိခင်အိုကြီးကိုပဲငါစိတ်တိုင်းကြပြုစုတော့မယ်လုပ်ပြီးတော့မယ်အဲ့လိုသုံးပြပြီးတော့တခြားသောဆင်းတွေမသိအောင်မိခင်အိုကြီးကိုခေါ်ပြီးတော့သံတော်ရဏတောင်ကြီးဘရုံမာကြာအိုင်ကြီးစီကိုခေါ်ခဲ့တယ်တဲ့အဲ့ဒီမှာမိခင်အိုကြီးကိုစိတ်တိုင်းကြပြုစုလုပ်ကျွေးပြီးတော့နေတယ်ဘုရားတော်စိတ်ချမ်းချမ်းသာသာနဲ့အမေအဖေကိုစိတ်တိုင်းကြပြုစုပြီးတော့လုပ်ကျွေးနေတာဒီနေ့တော့တောလေမုတ်ဆိုးတယောက်မျက်စိလေလမ်းမှာရောက်လာတော့ဘုရားလောင်းကတနာတာနဲ့ကြောပေါ်တင်ပြီးတော့လမ်းမှန်ပို့ပေးခဲ့တယ်အဲ့ဒီမုတ်ဆိုးကကျေးဇူးကံပြီးတော့သူတော်လက်တော်တွေရဖို့အရင်ရှင်ဘုရင်ကိုသွားလျှောက်တဲ့အခါကျတော့ရှင်ဘုရင်ကဆင်းဆရာတွေခေါ်ပြီးတော့ဘုရားအလောင်းရှင်မင်းကိုဖမ်းခိုင်းတယ်ဆိုကြပါစို့ဘုရားအလောင်းရှင်မင်းဖမ်းပြီးသွားတော့နန်းတော်ကိုရောက်သွားရှင်နေကြီးကအဲ့ဒီမှာနန်းတော်ထဲမှာအကြနာထားကြတယ်အကြနာသိကြတယ်အကြနာကျွေးကြတယ်ဘလို့ပဲကျွေးဘလို့ပဲစောင်းကြောက်ဘုရားအလောင်းရှင်မင်းတော်ထဲမှာကြံရတဲ့မိခင်အိုကြီးကိုတန်းတပြီးတော့မစားမတော့မအိမ်မပြူပဲနဲ့မျက်ရည်တွေ့စီးပြီးတော့နေ့စဉ်ငိုကြွေးနေတယ်ရှင်နေနေဘာမှမလုပ်တတ်တော့ရှင်ဘုရင်သွားလျှောက်တဲ့အခါကျတော့ရှင်ဘုရင်ကယမရာမင်းကြီးဘုရားလောင်းတန်ရောက်လာပြီးတော့အဲ့ဒီမှာဘုရားလောင်းရှင်မင်းကိုမေးတယ်သူကိုယ်တိုင်ကြွေးတယ်ကနာဤနာဂကပလမနာဂတိသောဘဝဘဟုနိရာဇာကိစ္စနိတာနိနာဂကရိတတိအမောင်စင်မင်းနဲ့ဟောဒီမှာသာတော့ဝေယာတွေကိုဝမ်းနေအောင်စားပါဒါတွေကိုစားသုံးပြီးလို့ရှိရင်သင်ဟာဒီနံကိစ္စနန်းတော်ကိစ္စဆောင်ရွက်ရလိမ့်မယ်တဲ့ဘယ်လိုစိတ်သောကတွေရောက်နေလို့ငိုကြွေးနေရတာတော့ဘယ်လိုစိတ်သောကတွေရောက်နေလို့မစားနိုင်မတော့နိုင်ဖြစ်နေရတာတော့လို့မေးတဲ့အခါကျတော့ဘုရားလောင်းရှင်မင်းကမာတာမိတာမဟာရာဇအန္တာအပရိနာယိကံခန္ဓုမာရိနာကတေတိပိရိသံတော်ရဏံပတိအရှင်မင်းကြီးတဲ့ကျွန်ုပ်မှာမျက်မမြင်မိခင်အိုရှိပါတယ်
အဲ့ဒီမျက်မမြင်မိခင်အိုကြီးကိုကျွန်ုပ်ကိုယ်တိုင်ကြာကြာနာနာနေ့စဉ်အစာရည်သာကျွေးမွေးပြီးတော့စောင့်ရှောက်နေရပါတယ်တဲ့အခုမျက်မမြင်မိခင်အိုကြီးတော်ထဲမှာတကောင်လေးပြန်ရပါပြီတဲ့အစာရည်သာငတ်ပြတ်လို့ပဲသိနေမလားအချိန်တန်လို့မှပြန်မရောက်လာတဲ့သားပြောက်ကိုရှာရင်းနဲ့သံတော်တကတောင်ကြည့်တဲ့သံတော်တကတော်ထဲမှာသွားရင်းလာရင်းနဲ့ခလုတ်တိုက်ပြီးတော့ပဲလဲနေမလားခြိုင်နဲ့ကြပြီးတော့သိနေမလားလို့ဆိုတာမပြောတတ်ပါဘူးတဲ့တော်ထဲမှာအာကိုရာမဲ့ပြီးတော့ကြံရစ်တဲ့မျက်မမြင်မိခင်ရဲ့အကြောင်းကိုတွေးလိုက်တိုင်းနှလုံးထဲမှာနာလွန်းလို့ဒီအခါတော့ဒီဘယ်လိုပဲကြည့်ကြည့်မစားနိုင်ပါဘူးတဲ့ဘယ်လိုပဲထားတာမပြောပါဘူးအမေနဲ့ခွဲပွားပြီးတော့နေရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်အမေကိုပြုစုလုံကျွေးပင်မရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်တဲ့ဦးဇင်းတို့ဘုရားလောင်းဟာတိရစ္ဆာန်ပဲနော်ဒါပေမဲ့လို့မိဘကုံကျေးဇူးမကြည့်ဘူးလားဒီခေတ်သားသမီးတွေကြတော့အမေမိဘနဲ့ဝေးလေကောင်းလေတချို့များဆိုလို့ရှိရင်ကိုတတ်နိုင်တဲ့လောက်ပြေးလိုက်မယ်အတူမနေနိုင်ကြဘူးဒီအမေရဲ့ဘေဟိုကြီးကိုကိုပြီးရင်ပြီးပြုစုခြင်းတဲ့သားသမီးကရှားတယ်တဲ့အဲ့လိုသားသမီးမျိုးကမရှားဘူးလားအခုဘုရားလောင်းဆင်ခြင်ပြောလိုက်တဲ့စကားအမေကိုလည်းခွဲခွာပြီးတော့နေရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်အမေကိုပြုစုပင်မရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်တဲ့အမေမရှိလင်းလာရွှေအတိစင်စေဥတော်အမြင်သာအတွင်ဆန်းပေလိမ့်နန်းတော်ကြီးအယုတ်အေအရှင်မင်းကြီးတဲ့အမေမရှိတဲ့ဘဝဟောဒီဒီနန်းဆောင်ထဲမှာအကြနာနေရပေမဲ့လို့အကြနာစားရပေမဲ့လို့ကျွန်ုပ်မပြောနိုင်ပါဘူးအမေမရှိလျင်အမေရှိလျင်လားရွှေအတိစင်စေဥတော်အမေမရှိလျင်လားရွှေအတိစင်စေဥတော်အမြင်သာအသွင်ဆန်းပေလိမ့်နန်းတော်ကြီးအယုတ်အေအမေရှိလျင်လားရွှေမရှိခြင်းနေပါစေတော့အစင်းမလာမွဲနှုတ်ပြီးတော့လေတဲကုတ်ကလေးအေးအေးငြိမ်အရှင်မင်းကြီးတဲ့အမေမိဘရှိနေမယ်ဆိုလို့ရှိရင်ဒီအမေမိဘကိုလှုပ်ကြည့်ခွင့်ရနိုင်မယ်ဆိုလို့ရှိရင်တော်တဲ့တောင်ထဲမှာဘာအဆောင်ရောင်ဘာအခမ်းအနားဘာရွှေငွေမှမရှိခြင်းနေပါစေတဲ့အမေနဲ့နေရတဲ့ဘဝပျော်ပိုက်ပါတယ်အမေအရေးခိုရတာအေးမြပါတယ်အဲ့ဒီလိုပြောဆိုတော့ယမရမင်းကြီးလည်းတနာသွားတယ်ဩတိရစ္ဆာန်ပေမဲ့လို့မိဘကျေးဇူးသိတတ်လိုက်တာလောကမှာလူသားတွေတောင်မှဒီလောက်မိဘရဲ့ကျေးဇူးကိုနားမလည်ကြဘူးသိပြီးတော့တော်ပါပြီလေလိမ္မာပြီလေလိမ္မာပါပြီလေလို့ဆိုပြီးတော့ဘုရားလောင်းဆင်မင်းကိုအဲ့ဒီမှာပြန်လွတ်ပေးလိုက်တယ်တဲ့အဲ့ဒီမှာသားမိနှစ်ယောက်ပြန်တွေ့ကြသားမိနှစ်ယောက်ပြန်တွေ့ဆုံကြတဲ့အခါကျတော့ယမရမင်းကြီးကလည်းဘုရားလောင်းဆင်မင်းကိုကြီးညိုတဲ့အတွက်ကြောင့်အန္တရာယ်ကင်းကင်းနေနိုင်အောင်လို့ဆိုပြီးတော့စံတော်ရဏတောင်ခြေနားမှာရွာကြီးတရွာတီးပြီးတော့အဲ့ဒီဆင်သားမိအန္တရာယ်ကင်းအောင်အဆောက်အအုံပေးတယ်ဘုရားလောင်းဆင်မင်းလဲရတပံမိခင်အိုကြီးကိုပြုစုလုပ်ကျွေးလို့ထိုမိခင်အိုကြီးကိုပြုစုလုပ်ကျွေးတဲ့ကုသိုလ်နဲ့ပဲနတ်ပြည်ကိုရောက်ပါတယ်တိရစ္ဆာန်ဘဝကနေဘယ်ဘဝရောက်သွားလဲမိဘကျေးဇူးဆက်ရတဲ့ကျေးဇူးတဲ့အဲ့ဒီမှာဗြဟ္မဏမင်းကလည်းကြီးညိုလို့ဘုရားလောင်းဆင်မင်းပြီးသွားတဲ့အခါကျတော့ဗာရဏသီမြို့လည်းမှာဆင်ရုပ်တူကြီးထုထားတယ်ရုပ်တူမျိုးသားတွေဆင်ရုပ်တူကြီးမြင်လာတဲ့အခါကျတော့မိဘကျေးဇူးနားလေပြီးတော့ကျေးဇူးဆက်နိုင်ကြပါစေလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီဆင်ရုပ်တူကြီးပြုလုပ်တာအဲဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကဇံပေါင်းလို့အဲဒီတုန်းကသင်ပြူတော်ဟာတခြားမဟုတ်ဘူးငါဘုရားပဲလို့ဇံပေါင်းလိုက်တဲ့အခါကျတော့အဲဒီမှာပုံနာကြီးနဲ့တကွာသား၄ယောက်ချွေးမ၄ယောက်သောတာပန်တည်တယ်မိသားစုတွေပါဖြစ်သွားကြတယ်မာတုဘောဓကဇတ်ကိုနာရတဲ့အတွက်ကြောင့်သောတာပန်တည်ကြတယ်တဲ့ဒါကြောင့်ဥဒ္ဒနိုတရားနာပိဋကပေါင်းသူတော်ကောင်းတို့တွေလည်းအမေမိဘရဲ့ကျေးဇူးကိုနားလည်ပြီးတော့ကျေးဇူးဆက်ကြပါယောမာတရံပိတရံဝါမေဇောဓမ္မေနဘောတေတိဣဒေဝနံပတံတန္တိသစ္စာတကေပမောတတိယောမေဇောအကျဉ်သားလိမ္မာသမီးလိမ္မာတိမာတရံဝါမိခင်အိုကိုသော၎င်းပိတရံဝါဖခင်အိုကိုသော၎င်းဓမ္မေနတရားသဖြင့်ဘောတေတိပြုစုလုပ်ကြပါ၏နန္ထိုမိဘကိုပြုစုလုပ်ကြွေးပြီးတော့နေတဲ့သားလိမ္မာသမီးလိမ္မာကိုသားလိမ္မာသမီးလိမ္မာကိုဣဒဟောဒီမျက်မှောက်လောက၌
ဒေဝမနုဿာနတ်လူတို့သည်ပတန်တန်သည်စီမွန်ပြောဆိုကြလေကုန်၏မိဘကျေးဇူးကိုပြီးတော့မိဘကျေးဇူးဆက်တဲ့သားလေးမှာသမီးလေးမာတွေကိုပတ်ဝန်းကျင်ကလူတွေရောနတ်တွေရောချစ်ကြတယ်တဲ့ချစ်လဲချစ်ကြတယ်ကူလဲကူညီကြတယ်စောင်းလဲစောင်းလျှောက်ကြတယ်ဒါကြောင့်မိမိတို့တွေနတ်တွေကကူညီခြင်းနဲ့ချစ်ခင်ခြင်းနဲ့လို့ဆိုလို့ရှိရင်နတ်တွေရဲ့အဆောင်လျှောက်ခံယူခြင်းနဲ့ဆိုလို့ရှိရင်မိဘကိုလှုပ်ကြွေးပါဘာကိုလှုပ်ကြွေးရမှာလဲဘုဇနဟိုတာဝရိန္ဒနတ်ပြည်ကနတ်တို့တနည်းတရားမင်းကြီးဟာမိဘလောဟောဒီလူဘုံကိုလှမ်းကြည့်ပြီးတော့မိဘပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာတွေကိုကြာကြာနာနာပင်စပဋိဋိတလို့ခေါ်တဲ့ထီချင်းကြီး၅မျိုးနဲ့တနေ့3ကြိမ်ရှိခိုးတယ်ဘယ်နှကြိမ်ရှိခိုးပါလဲအဲ့တော့တရားမင်းကြီးကတောင်းမှမိဘလှုပ်ကြွေးတဲ့သားသမီးကိုကူညီတယ်စောင့်ရှောက်တယ်ကြီးညိုတယ်ရှိခိုးတယ်ဆိုလို့ရှိရင်ကျန်တဲ့နတ်တွေပြောကြရလို့သေးလားဒါကြောင့်နန်းတို့မိဘကိုပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာကိုဣဒဟောဒီမျက်မှောက်ဘဝ၌ဒေဝမနုဿာနတ်လူတို့သည်ပတန်တန်ဤကြီးမွန်ပြောဆိုကြလေကုန်၏သောသူမိဘကိုပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာသည်သစ္စာနောင်တမလွန်ဘဝ၌သက္ကေနတ်ပြည်၌နိဗ္ဗာန်တဝါဖြစ်ရ၍ပမောတတိလွန်စွာအထူးကြည်နူးရှင်ပြဝမ်းမြောက်ရပါပေတော့တည်းဒါကြောင့်ဘာလို့တော့တရားနာပိဋကများမိဘပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာပစ္စုပန်မှာလဲလူတွေနတ်တွေတရားမင်းတွေကချစ်ပြီးညိုကြတယ်ကူညီကြစောင့်ရှောက်ကြတယ်နောင်တမလွန်ဘဝရောက်ပြန်တော့လည်းပဲဒီအမေဘေကိုပြုစုလှုပ်ကြွေးတဲ့ကုသိုလ်ဖြင့်ပင်နတ်ပြည်သူဂတိကိုရောက်နိုင်ပါတယ်တဲ့ဒါကြောင့်မိဘရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့မိဘရဲ့ကျေးဇူးကိုဆက်နိုင်တဲ့သားလိမ္မာသမီးလိမ္မာတွေဖြစ်ကြပါစေဒါကြောင့်အားလုံးလိုက်ဆိုလိုက်ပါယစွာဗုဒ္ဓမိဟပေတာအနန္တငါးတပါးဝင်ပါဒီမာလာပြီဖာမိမေတ္တာလှုပ်ကြွေးညသမီးသားအလိမ္မာမာတာပိတုဥပဋ္ဌာနံဗုဒ္ဓဗျာဟောကြားဧကံဘဝမြင့်မြတ်လူနတ်နိဗ္ဗာန်ရောက်လိုကကျင့်ကြတရားမှန်ဒါကြောင့်အလုံးသောတရားနာပိသအပေါင်းသူတော်ကောင်းတို့တည်းဟောဒီမာတုဘောဓကသုတ်မာတုဘောဓကဇတ်တော်ကိုနာကြားရတဲ့အချိန်ကာကစပြီးတော့မိဘရဲ့ဂုဏ်ကျေးဇူးကိုနားလည်လို့မိဘရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့မိဘတွေကိုကျေးဇူးဆက်နိုင်တဲ့သားလိမ္မာသမီးလိမ္မာတွေဖြစ်ကြပါစေမိဘရဲ့မေတ္တာအရေးအောင်မိဘရဲ့စေရနာအရေးအောင်မှာခိုးလုံပြီးတော့ပြစ္ဆုတ်ပံမှာလည်းကြီးပွားတိုးတက်ချမ်းသာကြပါစေသံဃာမှာလည်းမိမိတို့တွေဒုက္ခရိဘုံဌာနကိုရောက်ရှိတော့ဘုရားစာရှိတော်ရိယာပေါင်းသူတော်ကောင်းတို့တွေပြောအောင်စံကိုရာဖြစ်တဲ့မဟာအသင်္ကတအမတတနိဗ္ဗာန်ရှိပြီးမြတ်ကိုရလွယ်ရောက်လွယ်မျက်မှောင်ပြုလွယ်နိုင်ကြပါစေသောရဲ့လောပတ္ထနာအောင်စုပြုလိုက်ကြကုန်ရာတည်းသင်္ဇိတံမေမဟာပုံညာဓမ္မတိတကသင်္ဇိတံဒေနသဗ္ဗေဒုက္ခယတုသနာဣဋ္ဌသမင်္ဂိနောမေမယတိတကဖြစ်သောတရားဟောဆရာငါသည်မေမယမြန်မာနှင့်တကွာကဘာကတိကြတိသာသနာအာဇာနိသန္တာသင်္ကေတိပု္ပ္ပကဧကမဟာပန္တိတာကဘာသာသနာပြုကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးဒေသနာတော်တွေကိုခြေခံကနီးယူ၍ဟောကြားအပ်ပါသောဘုရားတပည့်တော်သည်ဓမ္မဒေသကသင်္ကြိတံမိဘမေတ္တာပန်းလိမ္မာလို့အမည်ပေး၍ဟောကြားအပ်သောတရားဒေသနာတော်နှင့်ဆက်ရှင်သောယမပုညจิตဓမ္မဒါနတရားအလူလို့ဆိုတဲ့ဘာဝနာမယပုံညကရိယာကုသိုလ်ဒုကောသင်္စီတံတရားလိုလာမျိုးကောင်းနာမျိုးကောင်းသမီးတို့အတွေ့ကြိုးစား၍ပြုဖို့လိုက်ရပေပြီဒုံမေဟိပိတရားချင်းဖြင့်စိတ်ကောင်းဝေကြကုန်သောသူတော်ရှင်ပိဿာပေါင်းတို့သည်လည်းပဲ
ယမပုညจิตမသဝနာတရားနာရခြင်းလို့ဆိုတဲ့ဘာဝနာမယပုံညကရိယာကုသိုလ်သူကိုသင်္စီတံကောင်းစွာမဲ့တွေသိမှုလိုက်ရပေပြီဒေနာတို့လိုသိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်သူကြောင့်သဗ္ဗေလူရယနာအပြားပြားမြမမဲ့တွင်ကပင်ဥတ္တောအလုံးစုံကုန်သောဒနာတရားနာပိဿအပေါင်းသူတော်ကောင်းတို့နှင့်တကွသတ္တဝါဟုနလူမြမမောင်းများစွာတို့သည်ဣဋ္ဌသမင်ကိနောမိမိတို့လိုလားတောင်းတအပ်သောကောင်းကျိုးချမ်းသာဣဋ္ဌတွေကျက်သေးမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြကုန်၏သာဖြစ်၍ဒုက္ခယံတို့ယနေ့ကသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်သိကျွင်လန်း၍ကျမ်းကျမ်းမာမာချမ်းချမ်းသာသာဖြစ်တော်မူကြပါစေကုန်သတည်းသဝါခတိတရားကေအေးငြိမ်းချမ်းသာရှိပါစေသတ္တဝါခတိတရားကေအေးငြိမ်းချမ်းသာရှိပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာသာသနာပြုနိုင်ကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာသာသနာပြုနိုင်ကြပါစေသံတရာပိရန်စွာဝေမေတ္တာအေး၍လမ်းပါစေသံတရာပိရန်စွာဝေမေတ္တာအေး၍လမ်းပါစေသာဓုဒီမလင်ခွေကခိုင်နေပါဟာမှာပြောက်စွာထားမလုတ်အိန္ဒြေငြိမ်ငြိမ်နေစိတ်တွေမလွင့်ပါယသိမိတ်ခာပေါင်းတဲ့ပါဝမ်းမာစိတ်ကိုထားအောင်နာပိနာစိတ်ဆိုင်ကမတ်ပါယောဂီများအောင်ယုတ်ပိယုတ်ငြိမ်မလို့စိတ်ချုပ်တရိထာ